ဖြည်းဖြည်းချင်းစီဆွဲယူโอเคအလေယူလေးထွက်သွားခေါင်းကနေချက်ဘိုက်ကနေညှက်လိုက်ဒီလေးလုပ်လိုက်နောက်လို့ရှိရင်ဒီလိုလေးတွတ်လိုက်အလေယူလေးကိုထုတ်ရုံပဲအဲ့လိုမှမဟုတ်ခင်းနဲ့ပွားပလဲဝမယ်ဆိုရှင်အဲ့အယူကထုတ်ကြတာအရင်ခတ်သွားနိုင်မယ်နော်မကြည့်ဒီလိုလေးဖြစ်သွားအဲ့ဒါကိုအဲ့လေယူလေးကိုဖြည်းဖြည်းချင်းစီဆွဲယူโอเคအလေယူလေးထွက်သွားအဲ့ဒါကိုအလေယူထွက်သွားပြီးတော့ဒီဘေးမှာစိုးတောင်လေးကျန်နေသေးတယ်တွေ့လားအဲ့ဒါလေးကိုဖယ်ရမယ်ဖြည်းဖြည်းချင်းစီတဲ့ယူဒီလေးပေါ့နော်တဲ့ပြီးတော့ယူဒီတဲ့ပြီးယူဘယ်အယိုးကြီးကြမှာဆိုလို့ကင်ပြီးသားဟာရတဲ့အယိုးကြီးကြသွားမှာဆိုလို့ဒါလို့ကဲလို့မနှမျောဆိုရှင်တော့အဲ့လိုဖဲ့မယ်နဲ့ဒီဘေးစုတောင်လေဒါယူတောက်လျှောက်တန်းညှပ်ပြီးလှုပ်ပြလိုက်နှမျောတဲ့လူဆိုရင်တော့စိတ်ရှည်လက်ရှည်လေးနဲ့ဒီလိုလေးတဲ့ပြီးယူပေါ့နော်ဒီအောက်ကအရေခွန်လေးကျန်အောင်လို့မလေးစူးတောင်လေးကနော်နိဒီမျိုးစူးတောင်ကအသားပစ္စည်းလေးတွေကိုနေတော့ပြီးတော့မှညံ့နေညံ့လို့ဆိုဒီလိုဖြေထားလိုက်